ရွှေဖြူကျမအိမ်ကိုလွန်ခဲ့တဲ့2 ပတ်ခန့်ကရသားရွယ်ကြောင်ပေါက်စလေးတစ်ကောင်ရောက်လာတယ်ဆိုတာထက်ကျမတို့ကယ်ထားလို့ရောက်လာတာဆိုရင်ပိုမှန်တယ်အဲ့ဒီကြောင်ပေါက်စလေးကရွှေရောင်နဲ့ဖြူရောင်အကွက်ကလေးတွေဆက်ထားတာကြောင့်ကျမသားကသူ့ကိုရွှေဖြူလို့နာမည်ပေးလိုက်တယ်ရွှေဖြူဟာကျမတို့အိမ်ကိုသူ့ဘာသာသူရောက်လာတာတော့မဟုတ်ပါဘူးကျမတို့နေထိုင်တဲ့အပတ်မန့်ရဲ့ခေါင်မိုးရေတယောက်ထဲမှာမိုးရွာတဲ့ညကတကောင်နဲ့အော်နေတာနဲ့လေကားနဲ့တက်ယူပြီးခေါ်ထားလိုက်တာစရောက်တဲ့အချိန်ကဆိုရွှေဖြူကတကိုယ်လုံးမိုးရေတွေနဲ့ရွှဲဆိုနေပြီးလောကရန်ကိုအချိန်အကြာကြီးရင်ဆိုင်လိုက်ရပုံမျိုးနဲ့တုံရင်ထိတ်လန့်နေခဲ့တယ်ကျမတို့အိမ်ထဲမှာသူ့ကိုရေတွေတုပ်ပြီးတန်ရှင်းရည်တွေလုပ်ပြီး6 အောင်ဒရန်ယာနဲ့ပါမှုတ်ပေးပြီးညရင်းချင်းစိတ်နှို့ရှာဝယ်တိုက်ရတယ်ရသားရွယ်ကြောင်ပေါက်စလေးကိုဘလို့ပြုစုရမယ်ဆိုတာမသိတော့ကျမမှ Google ကိုရှာလိုက်မေးလိုက် ChatGPT ကိုမေးလိုက်ကြောင်ကိုပြုစုလိုက်နဲ့အလုပ်တွေအတော်လေးများလိုက်ရတယ်ရွှေဖြူဟာသူ့အမေနဲ့ရုတ်တရက်ခွဲလိုက်ရလို့ထင်တယ်သူ့မှာအရေးကြီးလိုအပ်တာတစ်ခုခုကိုအတန်ရှာနေဟန်နေတွေ့ရကြရတယ်အချိန်10 ရက်ကုန်ဆုံးသွားတယ်သူ့အမေကိုအရေးအယောင်တော့မတွေ့ရဘူးဒီကြားထဲမှာတကူလုံးနှုံးခွေသွားလို့ရွှေဖြူဆေးကန်းကို2 ခါရောက်တယ်12 ရက်မြောက်နေ့မှာတော့ရွှေဖြူရဲ့အမေလို့ယူဆရတဲ့ရွှေဖြူနဲ့တပုံစံနဲ့တူတဲ့ကြောင်မကြီးတစ်ကောင်အခန်းရှိကလှစ်ခနဲဖြတ်သွားတာတွေ့လိုက်တယ်တူတာမှအယောင်သွေးအပြင်အမီးထိတ်ကအနှဲငယ်တွန့်ကောက်နေတာပါတူနေတာရွှေဖြူကစောင်းပုံအောက်ခေါင်းတိုးအိတ်နေတဲ့အချိန်ဆိုတော့သူ့အမေနဲ့မစုံလိုက်ဘူးကျမလည်းရွှေဖြူကိုသူ့အမေစီလိုက်ပို့ဖို့မမီလိုက်ဘူးသူ့အမေကိုရှာပြီးပို့ရအောင်ကလည်းသူ့အမေဘယ်စီနေမှန်းမသိအနီးနားကလူတွေကတော့တစ်ဖက်ခေါင်မိုးစုံပေါ်မှာတဲ့ကျမတို့လက်လန်းမမီနိုင်တဲ့နေရာနောက်တစ်ခုကမိနိုင်တဲ့နေရာဆိုရင်တော့သူတို့သားအမိကအချင်းချင်းမှတ်မိနိုင်မလားမသေးကြတာနဲ့ကျမတို့ရွှေဖြူကိုဒီတိုင်းပဲအိမ်မှာဆက်ထားပစ်ခဲ့ရတယ်ဒီလိုမျိုးနဲ့ရွှေဖြူနဲ့ကျမတို့မိသားစုကြားတဖြည်းဖြည်းအသားကျမှုကို2 ဖက်စလုံးကစူးစမ်းပြီးနေထိုင်ခဲ့ကြတယ်သူ့ဘက်ကလည်းမတူညီတဲ့နေထိုင်စားသောက်မှုပုံစံထဲမှာလူတွေနဲ့အသားကျအောင်အတော်လေးဖြတ်ကျော်ခဲ့ရတယ်တနေ့သူအိတ်တဲ့နေရာသူတောက်ရတဲ့စိတ်နှုတ်တဖြည်းဖြည်းသူစားကျင်လာတဲ့အစာပျော့ကြောင်စာခွင်သူအပေါ့လေးစွန့်တဲ့နေရာနဲ့အနက်မထွက်အောင်သုံးတဲ့ကြောင်သေးဆိုတာတွေသူအတော်လေးမှတ်သားနေထိုင်ရတာတွေ့ရတယ်ကျမတို့ဘက်ကလည်းဒီအရွယ်ကြောင်သေးသေးလေးကိုမွေးဘူးတဲ့အတွေ့အကြုံမရှိတော့ဆရာဝန်နဲ့အင်တာနက်ကပြောသမျှလိုက်လုပ်ပေးရင်ရွှေဖြူနဲ့အတူနေသားကြဖို့နေ့ညဖြတ်တန်းရတယ်မိသားစု3 ယောက်တည်းရှိတဲ့ကျမတို့မိသားစုမှာအရာရာဟာနေသားတကျဖြစ်နေခဲ့ပြီးမှအခုလိုအိမ်မွေးတိရစ္ဆာန်သက်ရှိတကောင်ရောက်လာတာဟာသိပ်ပြီးထူးဆန်းတာတော့မဟုတ်ပါဘူးသားကလည်းတယောက်တည်းဆိုတော့သူ့အဖော်ရအောင်မကြာခဏအိမ်မွေးတိရစ္ဆာန်တကောင်မွေးခိုင်းနေတာဆိုတော့မရည်ရွယ်ပဲရောက်လာတဲ့ရွှေဖြူကသားအတွက်တော့လက်ဆောင်ကောင်းတစ်ခုလိုပါပဲကျမအမျိုးသားကလည်းကြောင်ကိုစိတ်နှိုးတိုက်ရတာကြောင်စာပျော့တွေကျွေးရတာကြောင်ကိုအပေါ့လေးစွန့်ဖို့ကူညီရတာအထိ2 နာရီခြားတစ်ခါမငြင်းမညူလှုပ်ရှားတယ်တကယ်တော့ပြောစရာရှိတာကကျမပဲကြောင်ရောက်လာတဲ့နေ့ကလေးကနေအခု2 ပတ်ကျော်တဲ့အထိအသားမကျသေးတာပဲတခြားသူတွေဘလို့နေမှန်းမသိပေမဲ့ကြောင်ရဲ့ဝေယဝိဆကိုထူးထွေပြီးလုပ်နေရတာမဟုတ်တာတောင်ကျမအတွက်ကြောင်တကောင်နဲ့အင်ကန်းချင်းတစ်ခုထဲမှာနေရတာအသားမကျနေခဲ့ဘူးကျမတို့မိသားစုနေတဲ့အခန်းကအိတ်ခမ်းသီးသန့်မပါဘူးအကျယ်15 ပေ18 ပေအခန်းတစ်ခန်းနဲ့အင်သားရေချိုးခန်းတွဲလျက်တစ်ခန်းပဲပါတာမိဖို့ကြောင့်အတွက်ကလည်းရေချိုးခန်းနဲ့ကဲ့ရဲ့နေရခက်ချင်းပဲဂက်စ်မိဖို့တစ်လုံးနဲ့လူတစ်ယောက်စာစပွဲဝိုင်းတစ်ခုလောက်ချလိုက်ရင်လူတစ်ယောက်ပဲချက်ပြုတ်တာလုပ်လို့ရတယ်2 ယောက်ဝင်လိုက်တာနဲ့တစ်ယောက်နဲ့တစ်ယောက်လှည့်လို့ဖယ်လို့မရနိုင်အောင်ကျင်းကျုပ်သွားတာအိမ်ခန်းထဲမှာလည်း2 ယောက်အိတ်ကရင်တစ်လုံး
ခြေရင်းဘက်မှာရေခဲတစ်တာအဝတ်ဘီရိုနဲ့နံရံကတ်ထားတဲ့စပွဲခုံရှည်တစ်လုံးနဲ့ flat TV တစ်လုံးခေါင်းရင်းဘက်မှာတော့ဖျားစင်နဲ့တွဲထားတဲ့စာအုပ်စင်အသေးတစ်ခုတိုလီထွာလီထည့်တဲ့ပလတ်စတစ်ခပ်ဘော်အပူတစ်လုံးနဲ့အနှဲငယ်လွတ်နေတဲ့နေရာမှာတယောက်စာစပွဲကုံဘူးနဲ့တင်ထားတဲ့ကျမရဲ့ပကြီးဆွဲတဲ့ဆေးဘူးအမျိုးမျိုးတွေကင်ဘက်ချက်အလွတ်တွေပဘူးထုတဲ့ပဘူးလှုပ်တဲ့ကလေးအချို့နဲ့လိုအပ်တဲ့ tools တွေပြောရရင်တော့အခန်းချင်းကျုပ်ထဲမှာကျမအပါဝင်လူ၃ယောက်နဲ့ကြောင်တကောင်အတူရှိဖို့ဆိုတာကျမအတွက်တော့လွယ်ကူမနေဘူးပြီးတော့ခဏတစ်ဖြုတ်လည်းမဟုတ်အချိန်တိုင်းတာတစ်ခုထိအတူဖြတ်တန်းတာဝန်ယူသွားရမယ့်အရာမျိုးနောက်ပြီးအိမ်အောင်မကြခင်ကျမရဲ့ငယ်ဘဝတစ်လျှောက်လုံးမှာအိမ်မှာမွေးထားတဲ့ကြောင်တွေရဲ့ဝေယဝစ္စတွေကိုမိုးလင်းတာနဲ့လုပ်ရတယ်မနက်တိုင်းကြောင်သေးပန်းထားတဲ့အိယာတွေခြေနှောင်တွေကိုလျှော်ရတာဆိုတာတနေ့အလင့်မမီဘူးကျမရဲ့မိဘတွေကကြောင်တွေကိုသူများပေးပြစ်မှာဆိုတာကြောင့်သူတို့ရဲ့ဝေယဝစ္စတွေကိုကျမတယောက်တည်းအချိန်အတော်ကြာလုပ်ခဲ့ရတာပြီးတော့ကျမတယောက်တည်းရှိတဲ့ဘဝတွေကိုကျမအမျိုးသားရောက်လာတယ်နောက်တော့သားကိုဝင်ဆောင်တဲ့အချိန်ကနေမွေးဖွားပြီးကြီးပြင်းလာတဲ့အထိကျမမှာရှိတဲ့သိမှုတွေနဲ့ကြံ့ကြံ့ခံနိုင်မှုတွေကိုအားကုန်သုံးပြီးစမ်းတဝါဝါပြုစုပျိုးထောင်ခဲ့ရတာဆိုတော့တစ်ခုခုကိုတာဝန်ယူဖို့ဆိုတာကျမအတွက်တော့အတော်လေးဆုံးဖြတ်ရခက်တဲ့အရာပဲနောက်တစ်ခုကကျမတို့မိသားစုကမဲဆောက်မှာမနှဲကုတ်ကပ်ပြီးနေထိုင်ရတဲ့မသေးချာလှတဲ့ဘဝနေရအတီးကြမရှိနဲ့မရေရာလှတဲ့ဘဝတွေဒါကြောင့်နေဖို့စားဖို့တောင်အနိုင်တရဝါတကောင်ကိုမွေးထားဖို့ဆိုတာသိပ်ပြီးစိတ်ကူးရင်နေလို့မရတရဝါတကောင်မွေးရင်လဲဒီမှာကလိုင်စင်နဲ့စေးစာအုပ်နဲ့ဒီ12ရက်အတွင်းမှာလဲကြောင်အတွက်ဘာကြီးရဝယ်ရတာတွေကဘတ်1000ကျော်ကုန်သွားပြီမဲဆောက်ဆိုတာကဘာမှမပါတဲ့အိမ်ခန်းချင်းလေးကိုတောင်အိမ်ငှားကားတွေကမြောက်နေတာအလုတ်ကင်တွေကရှားပါပြီးနေထိုင်စရိတ်တွေကနယ်စပ်မြို့ပြီးဈေးတွေကခေါင်ခိုက်နေတာဒီနေ့ကတော့ကျမအတွက်အခွင့်အရေးတစ်ခုမထင်မှတ်ပဲရလိုက်တယ်အဲ့ဒါကတော့ကျမကပွဲတစ်ခုမှာအနောင်စာလုပ်ပေးရဖို့ရှိပြီးမိသားစုကိုလည်းဖိတ်ထားတော့ကျမတို့အားလုံးပွဲကိုသွားဖို့ဖြစ်လာတယ်အဲ့ဒီတော့အရင်ကဘယ်ကိုပဲသွားလွတ်လပ်သွားနေကြကျမတို့ကအခုဆိုရင်ကြောင်အတွက်ပါစဉ်းစားလာရတယ်ခေါ်သွားမလားဘာနဲ့ထည့်ခေါ်သွားမလဲဘာတွေလိုအပ်မလဲဆိုတာတွေပေါ့နောက်တော့ကြောင်ကငယ်သေးတာနဲ့အဆင်မပြေမှာစိုးတာရဲ့ကြောင့်ကြောင်တွေကိုချစ်တက်ပြီးအမြဲဂရုတစိုက်ရှိတဲ့တငယ်ချင်းအိမ်ကိုခဏကြည့်ပေးဖို့ပေးခဲ့လိုက်ရတယ်ကျမတို့ညနေဆောင်အိမ်ပြန်လာတော့ကြောင်ပို့ထားတဲ့အိမ်ကိုသွားတယ်ရွှေဖြူဟာကျမတငယ်ချင်းအမေရဲ့ကိုယ်ခန္ဓာပေါ်မှာကုတ်ကတ်တွဲရင်းနဲ့မေးနေတယ်ကျမတို့လာတာလဲသတိပြုမိပုံမပေါ်ဘူးသူနဲ့အနီးဆုံးရင်ခွင်တစ်ခုမှာအဲ့ဒီအိမ်မှာရှိနေတဲ့ကြောင်ကြီး2ကောင်ကြောင့်ကြောင်ရွံ့မှုတွေနဲ့တကူလုံးတုံဆက်စွာမိကပ်နေတယ်လို့တောင်ထင်ရတယ်ကြောင်ကြီး2ကောင်ကလည်းသူတို့အိမ်ကိုဧည့်သည်ကြောင်ပေါက်စာလေးရောက်နေတယ်ဆိုတဲ့အသည့်နဲ့အောက်တောင်မစင်းမဲအဝတ်ဘီရိုပေါ်ကနေပဲတစ်နေ့လုံးအခြေအနေစောင့်ကြည့်နေကြတယ်လို့သိရတယ်နောက်တော့အိမ်ရှင်အန်တီကြီးကသမီးတို့ကအပြင်တွေခဏသွားနေရတာကြောင်လေးကလည်းငယ်သေးတယ်အန်တီပဲမွေးပေးမယ်လေဒီမှာပဲထားခဲ့ဒီအရွယ်ဆိုတာအသက်မမြဲသေးတဲ့အရွယ်သေချာစောင့်ရှောက်ပေးမှရမှာတကယ်ပဲအဲ့ဒီအန်တီကသေချာစောင့်ရှောက်ပေးမှရမှာလို့ပြောတယ်တကယ်ပဲအဲ့ဒီအန်တီကတိရစ္ဆာန်လေးတွေကိုတကယ်ပဲအဲ့ဒီအန်တီကတိရစ္ဆာန်လေးတွေကိုအယမ်းပဲချစ်တတ်တယ်ဂရုစိုက်တတ်တယ်အထူးသဖြင့်လမ်းဘေးတိလေးတွေကိုသူကအမြဲတမ်းဂရုတစိုက်ရှိတယ်သူ့အိမ်နီးနားတဝိုက်ကလမ်းဘေးခွေးတွေကို
သူကညနေတိုင်းအစာသွားကျွေးနေကြပြည်တွင်းမှာနေခဲ့တော့ကလည်းလေးလွင့်ကြောင်လေးတွေကိုခေါ်ယူမွေးခဲ့တာ22ကောင်အထိရှိခဲ့တယ်လူတိုင်းမလုပ်နိုင်တဲ့အလုပ်ကိုသူတက်နိုင်သလောက်လုပ်နေခဲ့တာလူ100မှာ1ယောက်မရှိတဲ့လူစားမျိုးပါအဲ့ဒါကြောင့်အဲ့ဒီအန်တီစကားကိုကြားတော့ကျမအမျိုးသားကတော့ဘာမှမပြောပေမဲ့ကျမကချက်ချင်းပဲသဘောတူလိုက်တယ်ကျမအိမ်ကကြောင်ပေါက်စလေးကကျမတို့မွေးတာထက်ဒီအန်တီကြီးနဲ့သာအသင့်တော်ဆုံးစိတ်အချရဆုံးပဲသူတေချာမွေးမယ်ဆိုတာကလည်းသူအိတ်တဲ့ကရင်ပေါ်ကခေါင်းဘေးမှာကြောင်လေးအတွက်မှွေရသေးသေးလေးတစ်ခုထားတာကိုကြည့်လိုက်တာနဲ့တေချာတယ်ပြီးတော့သူတို့အိမ်ကကြောင်ကြီးတွေကကြောင်ပေါက်စလေးကိုရံမမူတာကြောင့်စိတ်မပူဖို့ပြောလို့ကျမတို့လည်းကြောင်လေးအတွက်လိုအပ်တဲ့စားစရာကျူနာခရင်ထုတ်တွေနို့ဘူးနဲ့စိတ်နို့ထုတ်တွေပေးခဲ့ပြီးနောက်နေ့ကျရင်ကြောင်သေးထုတ်တွေနဲ့တခြားလိုအပ်မဲ့ကြောင်ပစ္စည်းတွေပို့ပေးမယ်ဆိုပြီးကြောင်ကိုထားခဲ့လိုက်တော့တယ်ည9နာရီလောက်ရောက်တော့လေကျမတို့အိမ်မှာနေ့စဉ်ကြောင်လေးတိုးအိတ်နေတဲ့ခွန်းဆောင်ကိုလာပို့မဲ့အကြောင်းကြောင်ပိုင်ရှင်အစ်စ်စီကိုဖုန်းဆက်လိုက်သေးတယ်ကြောင်လေးကတော့သူတို့အိမ်မှာအသားကျနေပြီဖြစ်တာကြောင့်အိမ်မှာလူတိုင်းနဲ့အဆင်ပြေနေပြီးစော့ပင်စော့နေသေးကြောင်းအစားအသောက်နဲ့အပေါ့အလေးကိုလည်းပုံမှန်သွားကြောင်းနေကြရတော့ကျမတို့လည်းအတော်လေးစိတ်ချမ်းသာသွားတယ်ကြောင်တကောင်အနေနဲ့လည်းသူ့ကိုဂယုတစိုက်ရှိပေးမဲ့အိမ်မို့သူ့အတွက်လည်းစိတ်အေးရတယ်ကျမအနေနဲ့တကူကောင်းစမ်းမိတယ်ဆိုတာသိပေမဲ့ကိုယ့်စီမှာလည်းဝင်တော့ဝင်ဖို့တစ်ခုရော့ကျသွားပြီဆိုတဲ့စိတ်နဲ့မိသားစုတွေဒီညတော့အေးရေးဝအောင်အိပ်ရတော့မယ်ဆိုပြီးပေါ့ပေါ့ပါပါဖြစ်သွားတာအဲ့ဒီညကစကားပြောတဲ့နေတောင်ပုံမှန်ရက်တွေထက်ပိုကျဲနေတယ်လို့တောင်ထင်မိတယ်ည10နာရီခွဲလောက်ရောက်တော့ကျမတို့မိသားစုလည်းညအိပ်ရဝင်မယ်လုပ်နေတော့ကျမစီဖုန်းတကောဝင်လာတယ်ကောက်ကင်လိုက်တော့တစ်ဖက်ကကျမတငယ်ချင်းရဲ့အတန်မနေကြီးရေကြောင်လေးကတစ်ချိန်လုံးပဲអော်နေတာ45မိနစ်လောက်ရှိပြီမရက်မနာပဲအမေလည်းဘလို့ချော့ချော့မရဘူးအစာကျွေးလဲអော်နေတယ်အိတ်လည်းမအိတ်ဘူးကြောင်ကငိုနေသလားပဲလာခေါ်မလားဒါမှမဟုတ်ထားပဲထားလိုက်ရမလားနောက်နေ့တော့သူနေသားကျသွားမှာပါတဲ့ကျမတငယ်ချင်းကကျမထက်တစ်နှစ်ကျော်လောက်ငယ်တော့ကျမကိုအမြဲတမ်းအမလိုပဲခေါ်တယ်သူကကြောင်ကអော်နေတယ်ငိုနေတယ်တဲ့ကျမအနေနဲ့ကြောင်ကអော်နေတာတော့လက်ခံမိပေမဲ့ကြောင်ငိုနေတယ်ဆိုတာတော့တိတ်ပြီးရင်းနှီးမှုရှိမနေသလိုပဲကြောင်ပိုင်ရှင်အစ်စ်တွေကိုတော့အားနာမိသလိုဖြစ်မိတယ်ဘသူပဲဖြစ်ဖြစ်နေရာအသစ်ရောက်ရင်ချက်ချင်းအသားကျဖို့ကမလွယ်ဘူးကျမတို့ဘာဆက်လုပ်ရမလဲသွားခေါ်ရမလားဒါမှမဟုတ်တိလေးတွေကိုတိတ်ချစ်တတ်တဲ့အဲ့ဒီအိမ်မှာပဲကြောင်ကိုဆက်ထားရမလားကျမတို့ဘာလုပ်ရမလဲသွားခေါ်ရမလားဒါမှမဟုတ်တိလေးတွေကိုတိတ်ချစ်တတ်တဲ့အဲ့ဒီအိမ်မှာပဲကြောင်ကိုဆက်ထားရမလားအဲ့ဒီအချိန်တစ်ခဏလေးအတွင်းမှာကျမစီကိုဘယ်ကမှန်းမသိတဲ့လေးလံမှုတွေတဖြည်းဖြည်းဣကျလာတယ်ခေလူနားဆင်ပေးတဲ့အတွက်ကျေးဇူးပါဒီရက်ထဲမှာရေးထားတဲ့အစိလေးတစ်ပုဒ်ဖြစ်ပါတယ်